အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဗီဒီယိုလေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုရင်တော့မေးခွန်းပြောင်းတဲ့ပုံစံ question form လေးကြောင်းအောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ် question form မှာဆိုရင်အင်္ဂလိပ်လိုပြောမယ်ဆိုရင်တော့ကျွန်တော် yes and no question ရယ် WH and how question ဆိုပြီးနှစ်မျိုးရှိရပါတော့မြန်မာလိုဆိုတော့လာမေးခွန်းနဲ့လဲမေးခွန်း okay ကျွန်တော်လဲမေးခွန်းဘယ်လိုနေရာမှာသုံးလဲဆိုရင်ဘယ်အချိန်လဲဘယ်နေရာလဲဘာလဲဘယ်တစ်ခုလဲဘယ်တယောက်လဲအဲ့လိုမျိုးကိုနေပါဆိုရင်ကျွန်တော်တို့ကရွေးချယ်တွေကပါတဲ့အခါမျိုးတွေဘယ်အချိန်လဲလို့ပြောလိုက်ဥပမာနာရီကိုမေးရဆိုပါတော့အခုဘယ်နှစ်နာရီလဲနာရီဆိုတာကျွန်တော်မနေ့တနာရီကနေစပြီးတော့ညတစ်ခေါက်7နာရီ24နာရီအထိတော့တနည်းပြောရအောင်24နာရီပြောရချင်းပေါ့နော်အဲ့ဒီအထိအလုံးပေါင်းဂျားထဲမှာနာရီပေါင်း24နာရီရှိအဲ့ဒါကဘယ်အချိန်ဆိုဖြစ်နိုင်လဲနေရာဆိုလဲအတူတူပဲဘယ်နေရာလဲလို့မေးလိုက်လို့ရှိရင်ကျွန်တော်နေရာမျိုးစုံဖြစ်နိုင်တယ်ကဘာကြီးမှာတော့ပြောကျွန်တော်ဒီခြံဝန်းထဲမှာပဲဆိုရင်အိမ်ရှိအိမ်နောက်အခန်းထဲမှာရေချိုးခန်းထဲမှာ toilet ထဲမှာအဲ့လိုမျိုးဘယ်နေရာမဆိုဖြစ်နိုင်တယ်အဲ့လိုခါမျိုးမှာဆိုရင်ကျွန်တော်လဲမေးခွန်းမေးပြီးတော့လာမေးခွန်းကတော့တီးကြတဲ့အရာတစ်ခုကိုဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်ဘူးမေးတဲ့ခါမျိုးပါဥပမာဆိုတော့မေးအိမ်ထဲမှာလာဟုတ်ရင်ဟုတ်တယ်မဟုတ်ရင်မဟုတ်နှစ်ခုတည်းတစ်ခုပဲဖြေရတယ်လူတွေအဲ့လိုခါမျိုးဆိုတော့ကျွန်တော်ဒီလာမေးခွန်း yes and no question ကိုကျွန်တော်အသုံးပြုပါတယ် okay အဲ့ဒီမှာကျွန်တော်ဒီနေ့စာရေးချင်းမှာတော့ yes and no question တွေက happy verb ထဲမှာဒီ verb to be ကိုတွဲပြီးတော့အသုံးပြုတဲ့ question form လေးကိုသင်ရှင်းပြပေးသွားမှာဖြစ်ပါတယ် happy verb ကိုသုံးပြီးတော့ question တောင်းတဲ့အခါမှာဆိုရင် happy verb ကိုရှေ့ဆုံးမှာထားတယ်သူ့နောက်မှာ subject လိုက်ပြီးတော့အနောက်မှာတော့ကျွန်တော်တို့ channel requirement လေးပေးပေးရပါတယ် okay အဲ့လိုဆိုရင်တော့ pronoun တစ်ခုသွားလိုက်ရအောင် pronoun တစ်ခုအနေနဲ့ဆိုရင်တော့ am is are was were but subject plus noun adjective ing place or time အနောက်မှာကျွန်တော်တခြား requirement လေးပေါ့နော်verb to be လို့ပြောလိုက်ရင်ပထမဆုံးအနေနဲ့ဆိုရင် verb to be ထဲမှာဆိုရင် am is are was were be been being ဆိုပြီးရှိတယ်အဲ့ဒီမှာအရှိ grammar တွေတုန်းကလိုပဲ be been being ကိုတော့ကျွန်တော်ဒီမှာမသုံးပါဘူးသုံးတဲ့စကားလုံးလေးကတော့ am is are was were ဆိုတဲ့ငါးလုံးပဲသုံးပါတယ်အဲ့ဒီနောက်မှာတော့ကျွန်တော်ဒီမှာပြောခဲ့သလိုပဲ noun adjective ing place နေရာ or time အချိန်နဲ့နေရာမှာဆိုရင်ကျွန်တော်တိကျတဲ့အရာတွေတိကျတဲ့နေရာတစ်ခုဒါမှမဟုတ်တိကျတဲ့အချိန်တစ်ခုလိုရပါတယ်အဲ့ဒါလေးကိုနည်းနည်းသိထားဖို့လိုပါတယ်ပထမဆုံးဥပမာတစ်ချောင်းကြည့်ကြရအောင် am I smart နောက်တစ်ပြင်မေးခွန်းက am I smart ငါဉာဏ်ကောင်းလားအဲ့လိုမျိုးကိုယ့်ကိုမေးတဲ့မေးခွန်းတွေကတော့ကျွန်တော်များသောအားဖြင့်တော့တကယ်ချင်းတွေကြားမှာသုံးပြတာများပါတယ်ဥပမာတခြားတကယ်ချင်းကိုမေးမယ်ဟေ့တာကြီးငါချောလားပေါ့မြန်မာလိုဆိုရင်အဲ့လိုမျိုးမေးတဲ့အခါမှာ am I handsome အချင်းချင်းမှာနောက်ပြောင်တဲ့အခါမျိုးတွေမှာပဲကျွန်တော်ဒီလိုမျိုး am I ဆိုတဲ့မေးခွန်းကိုသုံးတာများပါတယ်ဒါမဲ့ဒီမှာကျွန်တော်ပြောခဲ့သလိုပဲပထမဆုံးအနေနဲ့သူ့နောက်ကလိုက်တာ smart adjective ရုပ်ချောတယ်ပေါ့ဒုတိယတစ်ခုအနေနဲ့ဆိုရင်ဒီမှာ it is 8 pm now အခု7နာရီထိုးပြီလားအချိန်ကိုကျွန်တော်1နဲ့မေးရလို့ပြောခဲ့ပေမဲ့ဒီမှာဆိုတော့8 pm အပေါ်မှာကျွန်တော်ပြောခဲ့လို့ပဲ exact time တိကျတဲ့အချိန်အဲ့ဒါလုံးဝမရှိဘူးပါတိကျတဲ့အချိန်ပါမှလာရင်ကျွန်တော်တို့ဒီလိုမျိုး verb to be နဲ့ question form တောင်းလို့ရပါတယ် okay ဒုတိယတစ်ခုအနေနဲ့ဆိုရင် are you here မင်းဒီမှာလားဒီလိုချင်းဒီလိုမေးခွန်းပြောတော့ကျွန်တော်ဘယ်လိုနေရာမှာသုံးလဲဆိုတော့ဒီမှာတကယ်ချင်းနဲ့ဖုန်းပြောနေတဲ့အခါမျိုးမှာတကယ်ချင်းကပြောတယ်မင်းကမြင်နေရတယ်အဲ့လိုချင်းဒီမှာကိုကပုံလေးတွေလိုက်ရှာပြီးတော့မင်းခုဒီမှာလားအဲ့လိုမျိုးအခါမျိုးတွေမှာတော့သုံးလာများပါတယ်ဒါ are you here ဆိုပြီးကျွန်တော်ပေးတာလို့ပါအဲ့လိုမဟုတ်ဘဲနဲ့ are you there မင်းအဲ့ဒီမှာလား are you in the toilet မင်းအိမ်သားထဲမှာလားတခုခုတိကျတဲ့နေရာတခုခု here ဆိုတာကျွန်တော်ဒီမှာအဲ့လိုပဲ there အဲ့ဒီမှာ in toilet အိမ်သားထဲမှာ in bedroom အခန်းထဲမှာအဲ့လိုမျိုးကျွန်တော်တိကျတဲ့နေရာတခုခုပါမှသာလေ verb to be ကိုသုံးပြီးတော့ question form တောင်းလို့ရပါတယ်နောက်တစ်ခုအနေနဲ့ဆိုရင် is it a cat ဒါလည်းအလားတူပဲခြေဆုံးမှာကျွန်တော်တို့ verb to be လိုက်တယ်အနောက်မှာ subject နေရာမှာလည်းကျွန်တော်တို့တကယ် real noun တွေလည်းလိုက်လို့ရတယ်လို့ real pronoun တွေလည်းလိုက်လို့ရတယ်အဲ့ဒီနောက်မှာဆိုရင်တော့ now ဘောမှာပြောခဲ့လို့ပဲနောက်တစ်ခုလိုက်ပေးရတယ်ကဲနောက်ထပ်မေးခွန်းထုတ်နေတယ်ဆိုရင်ကျွန်တော်နောက်ဆုံးဖြစ်တဲ့ ing လိုက်တဲ့ဟာမျိုးပေါ့ဒီမှာဆိုရင် where they sleeping and what he sleeping ဒါတော့ထုံးတဲ့နာမည်အနေနဲ့အများဆုံးကွာခြားလို့ပေါ့နော်ဒါမှအနေနဲ့ဖြစ်တဲ့အတွက်ဒီမှာ was သုံးပြီးတော့အများကြီးဖြစ်တဲ့နာမည် where သုံးတယ် sleeping သူတို့ကအိတ်နေကြလားအဲ့လိုမျိုးမေးခွန်းတွေမှာဆိုရင်အပေါ်ကသုံးဖို့မှာကျွန်တော်အပေါ်ကဒီလေးကြောင်းမှာကိစ္စမရှိတဲ့တစ်ချက်ကဘာလဲဆိုတော့သူတို့က present tense တွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဘာမှမြန်မာစာထည့်ပေးရမလို့အခုလက်ရှိမှာဖြစ်နေတဲ့အရာမျိုးတွေကိုမေးလိုက်တဲ့ခါမျိုးပေါ့တိတ်ပြီးတော့မှ
အတိတ်လို့ပြောမယ်လေတိတ်ပြီးတော့မကြခင်မှာအခုလေးကိုအခန်းထဲဝင်လာတယ်ဒါမှမဟုတ်လေကိုဖျက်လျှောက်သွားတယ်ကြောင်တကောင်တွေ့အဲ့ကိုကကြောင်လုံးမသိတာပြီးတော့ကိုကလမ်းပြန်ကြည့်အချိန်တိကျရဆိုလွန်ခဲ့တဲ့50စက္ကန့်လောက်ကလေးဖြစ်နိုင်တယ်လို့အတိတ်လို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုမျိုးကျွန်တော်အချိန်ကွာချက်နေတဲ့ဟာတွေကြောင့်ကျွန်တော်တို့ present time နဲ့သုံးပြီးတော့ဒီလိုမျိုး what's the way လို့တော့လုံးဝအတိတ်ဖြစ်တဲ့အခါမျိုးမှာအဲ့လိုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ what's the way ကိုသုံးရင်အနောက်မှာဒီတိုင်းမှာတစ်ခုကကျွန်တော် up time ရ up time လို့ပြောတာအနောက်မှာအချိန်ဆိုတာအတိတ်အချိန်တစ်ခုခု last ဆိုတဲ့စကားလုံးမျိုးမနေ့ည last night ဆိုတဲ့စကားလုံးမျိုးဒါမှမဟုတ် last week last year မနေ့ကအဲ့လိုမျိုးပဲကျွန်တော်ဒီမှာဆိုလည်းအနောက်မှာ requirement တွေထည့်ပြီးလို့ရတယ်ဥပမာနဲ့ပြောရရင်မနေ့ကည9နာရီတုန်းကသူတို့အိတ်နေပြီလား were they sleeping at 9 p.m. last night အဲ့လိုမျိုးနောက်ကနေ requirement တွေလိုက်ပေးရမယ်ဆိုတာလည်းသိပြီးဖို့လိုပါတယ်အဲ့ဒါလည်းကျွန်တော်တို့ past tense ဖြစ်တဲ့ was နဲ့ were ကိုသုံးပြီးတဲ့အခါမှာ okay အဲ့လိုဆိုရင်တော့ကျွန်တော်တို့ဒီပြန်ပြီးတော့ဖြေတဲ့အခါပေါ့နော် conversation တစ်ခုမှာ amazing တော့ဖြေရဆိုတာရှိရပါမယ်အဲ့ဒီတော့ကျွန်တော်ပြန်ဖြေတဲ့အခါမှာဆိုရင်ဘယ်လိုမျိုးဖြေကြမလဲပေါ့ဒီကျွန်တော် verb to be ကိုအသုံးပြုပြီးတော့မေခွန်းတွေကိုပြန်ဖြေတဲ့အခါမှာတော့အရန်အောင်လွယ်ပါတယ် yes ဆိုရင်am I နဲ့မေးအခါမျိုးပေါ့ am I နဲ့မေးလို့ရှိရင်တော့ကိုရည်ညွှန်းတယ်ဆိုပေမဲ့တစ်ဖက်သူကကြည့်ရင်တော့မင်းဆိုတဲ့အနေထားဖြစ်တာလေကိုကနေပြီးတော့တခြားလူကိုကြည့်မယ်ဆိုရင်တခြားလူကမင်းဖြစ်ပြီးတော့တခြားလူကနေကိုကြည့်မယ်ဆိုရင်တော့ကိုကသူ့အတွက်မင်းဆိုတဲ့ဒီတရှိမှုတစ်ခုအနေနဲ့ဖြစ်ပါတယ်အဲ့လိုခါမျိုးမှာဆိုရင်ကျွန်တော်တို့ Are you here? Yes I am မင်းကဒီမှာဟုတ်တယ်ငါဒီမှာ Okay နောက်တစ်ခုအနေနဲ့မှာ you are ဆိုတဲ့စကားလုံး yes you are ဆိုတဲ့စကားလုံးဆိုဒီမှာ am I smart ငါညာကောင်းလိုက်လို့တရားကိုမလဲဟိုကလည်းကိုပြန်ပြင်ပါပေါ့ yes you are ဟုတ်တယ်မင်းချောတယ်ကျွန်တော်တို့ဒီနောက်က adjective တို့ noun တို့ find တို့ place တို့ time တို့ပြန်မကောက်ပါဘူးဒါကစကားပြောတဲ့အခါမို့လို့ပါဒါပေမဲ့ကျွန်တော် grammar တက်ဆိုတော့အဲ့ဒါတွေပြန်ထည့်ပေးရပါတယ်ဥပမာနေလဲဆိုရင်မှာ am I smart ငါညာကောင်းလားဆိုရင် yes you are smart ဟုတ်တယ်မင်းကညာကောင်းတယ်ဒါတော့စာကြတဲ့ပေးကြကြပေါ့စကားပြောတဲ့အခါမျိုးမှာဆိုတော့ကျွန်တော်ဒီလောက်နေရပါတယ် yes I am yes you are yes it is yes it was yes it were ဒီလိုမျိုးလုံးဝ happy verb ပြီးပြီဆိုတာ ਨੇ အဖြေကပြီးပါပြီစကားပြောတဲ့အခါမျိုးမှာပေါ့နောက်တစ်ခုအနေနဲ့ဆိုရင်ကျွန်တော် negative no ညတဲ့အခါမျိုးမှာဆိုရင်တွေ့ပါတယ် no I'm not ကျွန်တော်တို့အရင်ဗီဒီယိုလေးကပြောခဲ့သလိုပဲ negative form ပြောင်းနေတဲ့နေရာမှာ happy verb ကို negative form ပြောင်းတဲ့ဒီ not အထိပဲပြောင်းတဲ့ပုံစံနဲ့အောင်မှာကျွန်တော် not အထိပဲ no I'm not no you aren't no it isn't no it wasn't no it won't အဲ့လိုနဲ့ကျွန်တော်ရက်ပါတယ်ဒါပေမဲ့အဲ့လိုရက်တယ်ဆိုတာကလည်းစကားပြောတဲ့အခါမှာပါစကားပြောတဲ့အခါမှာလည်းကျွန်တော်ခုနပြောခဲ့သလိုပဲအငင်းဆိုရင် not ဆိုရင်ပြီးသွားပါပြီဒီ positive ဆိုရင်လည်း yes I am yes you are လောက်နေတော့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့စာကြပေးကြsentence တွေဖွဲ့တဲ့အခါမျိုးမှာဆိုရင်တော့အနောက်ကနေပြီးတော့သူ့ရဲ့ဒီပေးရတဲ့ requirement တွေလိုက်ပြီးတော့ဖြည့်ပေးရပါတယ်သတိထားမယ်တစ်ချက်ကိုပြောမယ်ဆိုရင်ဒီတိုင်းကိုယ့်ဘက်ကိုမေးခွန်းလုပ်တဲ့ပုံစံကိုလေ့ကျင့်ဖို့လိုအပ်ပါတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကမေခွန်းတွေကိုလုပ်တဲ့အခါမှာအကြောင်းကလိုမျိုးဥပမာနဲ့ပြောရရင်ဒီမှာ you are smart ဆိုပြီးတော့စာတိုင်းပေးထားတဲ့အခါမျိုးမှာကိုကအောက်ကနေပြီးတော့ am I smart ငါညံကောင်းလားပေါ့အဲ့လိုမျိုးမေခွန်းထုတ်ရမှာမဟုတ်ပါဘူး။တကယ်လက်တွေ့ဘက်မှာအဖြစ်ရှိလို့မှမေခွန်းပုံစံပြောတာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ဘက်ကိုတခါလေးမေခွန်းထုတ်ရဖြစ်တဲ့အတွက်အဲ့လိုဟာမျိုးလေးတွေကတော့ကိုယ့်ဘက်ကိုပုံမှန်လေ့ကျင့်ပေးနေကိုယ့်ရဲ့ဒီ speaking skill ကိုတက်လောင်လုပ်လို့ရပါတယ်။ဒါတော့ဟိုစကားများပြောခြင်းနဲ့အင်္ဂလိပ်စကားကိုများပြောခြင်းတဲ့လူတွေအတွက်လိုရမယ့်အချက်လေးကိုဒါကျွန်တော်ပြပြပေးခဲ့ရဖြစ်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြတဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဲ့လိုဆိုရင်ကျွန်တော် question form ထဲမှာ yes no question ရဲ့ happy verb ကိုအသုံးပြုပြီးတော့မေခွန်းတိဆောက်တဲ့ area မှာပထမဆုံးဖြစ်တဲ့ verb to be ကိုအသုံးပြုပြီးတော့မေခွန်းပုံစံပြောင်းမေခွန်းပုံစံလုပ်တဲ့ grammar လေးကိုတိကျလေးရှင်းပြပေးရတာဖြစ်ပါတယ်အဲ့လိုဆိုရင်အားလုံးလည်းတိကျလေးနားရလိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့လိုဆိုရင်ကျွန်တော်နောက်တဲ့ဗီဒီယိုလေးမှာပြန်ပြီးတော့တွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ